အားလုံးပဲမင်္ဂလာပါရှင်။နဂါးရှိဝါစိတ်ရှိရနာဆိုင်မှပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့လေးမှာမင်းရဲ့ချစ်ကကာတွေပေါ့နော်။ 80k ဟန်ချင်းလေးတွေကိုကိုကလာလေးတွေဝတ်နေရတာယူနေပါပြီဆိုရင်တော့ဒီနေ့ live လေးကတော့မမင်က white color 2 color 3 color ဟန်ချင်းလေးတွေနဲ့မမင်ကထပ်ပြီးတော့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။မမင်နဲ့တူတူဒီဇိုင်းဆန်းလေးတွေကိုအသေးစိတ်ကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ်ရှင်။အခုပေါ့နော်မမင်ပထမအောင်ဆုံးပြပေးမယ်3 color ဟန်ချင်းလေးရဆိုလို့ရှိရင်တော့ဒါမင်းတို့ပေါ့နော် infinity design လေးကိုမှနှင်းပွင့်ပုံစံဘောလုံးလေးပါရှင်အခုဟန်ချင်းလေးရဲ့ grand ချင်းလေးကတော့ 1.24 gram လေးကိုမှ extension အပါ9လက်မပါရှင်ဈေးနှုန်းလေးကတော့9သိန်းဝန်းကျင်ပါရှင်အခုပေါ့နော်မမေနံပါတ်2ပြပေးမယ်3 color ဟန်ချင်း design လေးရဆိုလို့ရှိရင်တော့ပိုးစီဘောလုံးလေးကိုမှမင်းတို့ဇောင်းလိန်ဆက်ဖြတ်ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်အခုဟန်ချင်းလေးရဲ့ gram ချင်းလေးကတော့ 2.42 gram လေးကိုမှ extension အရှည်လေးကတော့ 6.05 လက်မပါရှင်ဈေးနှုန်းလေးကတော့ 14,800,000 ဝန်းကျင်ပါရှင်အခုပေါ့နော်မမင်းနံပါတ်3ပြပေးမယ်3 color ဘောလုံးဒီဇိုင်းလေးရဆိုလို့ရှိရင်တော့ဒါမမင်းတို့ဘောလုံး3 color ချားလေးကိုမှဖန်ချောင်းဒီဇိုင်းလေးပါရှင်အခုဟန်ချင်းလေးရဆိုလို့ရှိရင်တော့ grand ချင်းလေးက 3.51 gram လေးကိုမှ extension အပါ9.05 လက်မပါရှင်ဈေးနှုန်းလေးရဆိုရင်တော့ 23,400,000 ဝန်းကျင်ပါရှင်အခုပေါ့နော်မမေနံပါတ်လေးပြပေးမယ်2 color ဟန်ချင်းလေးရဆိုရင်တော့အထက်အဟန့်လေးလည်းရှိပြီးတော့ဝတ်လိုက်တဲ့အခါမှာလည်းလုံးဝကိုမှကြော်ရှင်းလှပတဲ့ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်အခုဟန်ချင်းလေးရဆိုရင် grand ချင်းလေးက 5.14 gram လေးကိုမှ extension အရှည်လေးကတော့ 6.5 လက်မပါရှင်ဈေးနှုန်းလေးကတော့ 33,500,000 ပါရှင်အခုပေါ့နော်မမြင်နောက်ဆုံးပြပေးမယ်ဟန်ချင်းလေးရဆိုရင်တော့ဒါမင်းတို့ပေါ့နော်အထက်အဟန်လေးလည်းရှိပြီးတော့အချစ်ကလေးကြိုက်တဲ့ချစ်ကကာတွေတက်ဆိုရင်လည်းအဆင်ပြေပါတယ်ရှင်အခုဟန်ချင်းဒီဇိုင်းလေးကတော့ဒါမင်းတို့ပေါ့နော်စပတ်စီလေးကိုမှပေါ့နော်မြန်ဝန်းပုံစံလေးကိုမှဆက်ဖြတ်လက်ရဘောလုံးချလေးဖြစ်ပါတယ်ရှင်ဘောလုံးလေးတွေရဆိုလဲအခုကမှအရန်ရောင်းကောင်းတဲ့ကတ်အိုင်းဒီဇိုင်းလေးနဲ့ပါရှင်အခုဟန်ချင်းလေးရဲ့ grand ချင်းလေးကတော့ 6.69 gram လေးကိုမှ extension အပါ9လက်မကိုဈေးနှုန်းလေးကတော့ 43 သိန်းဝန်းကျင်ပါရှင်ဒီနေ့လေးမှာတော့မမင်းရဲ့ချစ်ကကားတွေအတွက်ပေါ့နော် 80k ဟန်ချင်းလေးဒီဇိုင်းဆန်းလေးတွေဖြစ်တဲ့2 color 3 color ဟန်ချင်းလေးတွေနဲ့မမင်းကထပ်မံပြီးမိတ်ဆက်ပေးလိုက်ပါပြီရှင်မမရဲ့ချစ်ကကားတွေအတွက်ပေါ့နော် 80k ဒီဇိုင်းဆန်းလေးတွေကိုဆိုင်ရောက်လာစရာမလိုပဲအသေးစိတ်ကြည့်ရှုနိုင်ဖို့အတွက်နေ့စဉ်ဗီဒီယိုလေးတွေနဲ့တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့မမရဲ့ page လေးကို like and follow လေးလုပ်ထားဖို့လည်းမမေ့ပါနဲ့ရှင်ဒါအပြင်တခြားချစ်ချင်တဲ့ရတနာလေးတွေရှိလို့ရှိရင်မမ live ရဲ့ comment လေးရဲ့အောက်မှာလည်းဝင်ရေးပေးခဲ့ပါအောင်ရှင်မမရဲ့ live ကိုအခုလိုမျိုးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်